ပိုက်ဆံပေါ်လာပြောတယ်စဘူရီပါနိမိတ်ကရဲ့ကျမ်းမာရေးတတိဝါလာမပင်ရတနာခဏပါရဲ့မော်တော်ကားလေးစီစီရတာနောက်လည်းမိမရသွားမယ်ကွယ်ရတနာခဏပါရဲ့မော်တော်ကားလေးစီစီရတာနောက်လည်းမိမရသွားမယ်အပေါင်းပါလာရင်ကောင်းတာမှစားနေမျက်လုံးရှိကိုနေလာကြတတိယတော့ကျွန်တော်ပြောပြလိုက်ပါမဲတတိယချစ်ချစ်နေလူလက်တော့လေးကြည့်ပါဦးတတိယရွေးရွေးရာညမကြီးကြောက်စုဆိုတာလားကောင်းလိုက်လားလာရည်နောက်တစ်မျိုးအကျိုးဖြစ်ပါဘူးနော်စေနာခဏပါရဲ့မောင်တော်ကားလေးစီစီရနာလေမိဘရသွားမယ်အပေါင်းတဟာရာရှင်နေကောင်းတာမှစားမေးနှလုံးရှိကိုမေးလာကြတတိယလာတော့ကျွန်တော်ပြောပြလိုက်ပါမယ်ဒီစိတ်ချရမယ်ဘာလို့အိမ်လိုကြီးအိမ်ချရမယ်ကွယ်လောကမျက်စုံနဲ့စိတ်လိုချင်စိတ်ကြည့်ရမယ်အိမ်လိုချင်အိမ်ကြည့်ရမယ်ဝဲလူစိတ်ကလောကမျက်စုံနဲ့အော်ချစ်တဲ့သာဆွဲလို့ရတော့မကြအိမ်ကရရတဲ့ဒီပမာကိုမကြခွင့်ခီလိုချင်တာရစေမယ်ဘလို့ချင်တာပို့လိုက်မယ်နန်းတော်ရှိကိုနေလာကြတတိဝါလာလို့ကျွန်တော်ပြောပြလိုက်ပါမယ်အိမ်လိုကြီးအိမ်ကြည့်ရမယ်ဝဲလူစိတ်တဲ့ဟောင်းလောကနဲ့ဆုံးရင်အော်ချစ်တဲ့လူသာဆွေးလိုက်ရတော့မချာရီကရတဲ့ဒီကမာကိုမချခွင့်မောင်လိုကြီးတော့အသိမဲ့ခင်လိုကြီးတော့ပို့လိုက်မယ်မင်းတို့ရှိကိုမိလာကြရပြေဝါလာလို့ကျွန်တော်ပြောပြရမယ်ပစ္စည်းဥစ္စာကိုတို့ဝါတဲ့လူမျိုးသားနဲ့စမနိုင်ပါနဲ့အမှန်တိုင်းဆိုခြင်းနဲ့ပစ္စည်းဥစ္စာမျိုးသားနဲ့လူမျိုးသားနဲ့အတိုင်းပါနဲ့မန်တိုင်းဆိုခြင်းနဲ့အသိတန်းရဲ့မကြီးလိုက်တို့ပါဥစ္စာတွေစကိုင်းရဲ့အနောက်ဘက်တောင်ပေါ်ဝေးတို့ပစ္စည်းတွေရှိနေတယ်နေမရအောင်ပါမိချဲမန်းတို့ရှိကိုမင်းလာကြတတိဝါရလို့ကျွန်တော်ပြောပြလိုက်ပါမယ်လို့ဒီမှာရှိပါပြီခင်ဗျာအားလုံးတစ်ချိန်ကြည့်ပစ္စည်းဥစ္စာကိုတို့ရတဲ့လူမျိုးသားနဲ့လူမျိုးမန်တိုင်းဆိုတဲ့ပစ္စည်းဥစ္စာ
ကျိုးရတဲ့လူမျိုးသားနဲ့မန်လိုက်မာနဲ့မန်တိုက်ဆိုခြင်းနဲ့တိမ်တန်းကလေးမရေနိုင်တို့ပိုင်းဥစ္စာကျွေးစကိုင်းအနောက်ပြေတောင်ပေါ်ဝဲတို့ပစ္စည်းရှိမိဘရောက်အောင်ပါလိကျွေးမင်းတို့ရှိကိုမင်းလာကြဒီဝါလာလို့ကျွန်တော်ပြောပြရမယ်Bye, darling. Say, darling, come here. So, darling, yeah, darling. Don't ever see what I'm talking. Yeah, I go in and no see when you are there. See what I do to theပြောပြရမယ်။နောက်ပြီးစိတ်လုံးကြီးစိတ်ကြည့်ရမယ်။ဘာလဲတော့လဲ။အိမ်လုံးကြီးအိမ်ကြည့်ရမယ်။ခွဲလူစိတ်ဟာလောကမြတ်ဆုံးတယ်။စိတ်လုံးကြီးစိတ်ကြည့်ရမယ်။အိမ်လုံးကြီးအိမ်ကြည့်ရမယ်။ခွဲလူစိတ်ဟာလောကမြတ်ဆုံးတယ်။အော်ချစ်တဲ့လာဆွေးနေရတယ်။မကြိုက်ကြရတဲ့ဒီပမာလို့မကြတဲ့မောင်လို့ချင်တာရစိမ့်မယ်ခင်လို့ချင်တာပို့လိုက်မယ်မဲ့လို့ရှိလေးလာကြတယ်တတိဝါလာလို့ကျွန်တော်ပြောပြလိုက်ပါ